ကဲတဲ့မိတ်ဆွေများအားလုံးပဲကျွန်တော်တို့ဒီကနေ့ဗုဒ္ဓဟူးနေ့ရဲ့ညနေခင်းမှာဆွေးနွေးပြငါးလေးဆိုတဲ့ကဲပေါက်ကဏ္ဍတစ်ခွက်ကိုကဲပေါက်ပတ်သီးစောတဲ့မိတ်ဆွေများနဲ့အတူနှစ်သီးစားအနေနဲ့ထိမိမိကိုအောင်မြင်သွားခဲ့ကြပြီဆိုတဲ့အခါကျတော့ကမ္ဘာဖျားကြတာပရင်းနေ့ရဲ့မနက်12နာရီတမန်နဲ့ဈေးမှာလည်းပဲကျွန်တော်တို့ဆက်လက်ပြီးတော့အောင်ပွဲခံနိုင်ဖို့အတွက်နှစ်ခွက်ပဲလိုတယ်အပိုးတွေမပြောဘူးနှစ်ခွက်ထဲပဲထိုးပေါက်ကိုပေါက်ရမယ်ဆိုတဲ့ထူးရှယ်ချုပ်ကွက်နှစ်ခွက်ကိုကျွန်တော်ပေးသွားဖို့ရှိတယ် share ဆိုမှ share ဆိုတော့ကထိမိမိပေါက်ချင်ပါတယ်ဆိုတဲ့မိတ်ဆွေများဗီဒီယိုလေးကိုပြီးဆုံးအောင်ကြည့်ပေးနော်ပြီးရင်ဒါတွေမဲ့လားဆိုတော့မဟုတ်သေးဘူးဗျကျွန်တော်တို့ဒီကနေ့ဗုဒ္ဓဟူးနေ့ညနေမှာကဲပေါက်ပတ်တီ၄ပတ်တီအောင်မြင်သွားခဲ့တယ်လို့မျိုးပဲမနက်ဖြန်ကြာတာပရိသတ်ဘခါတောက်ကြဒီကြ2ရက်အတွင်းမှာတဲ့ဒီပတ်တီတစ်လုံးဒီမဖြစ်မနေလာပါလိမ့်မယ်ဆိုတဲ့ဇာတို့ပတ်တီတစ်လုံးမှာကျွန်တော်ပေးသွားဖို့ရှိသေးတယ်နော်ဆိုတဲ့အခါကျတော့ကျွန်တော်မိတ်ဆွေများဒီဗီဒီယိုလေးကနေပြီးဘာတွေရသွားကြမလဲဆိုရင်မနက်ဖြန်ကြာတာပရိနေ့မနက်12နာရီ10မိနစ်ဈေးအတွက် share ချုပ်ကွက်2ကွက်ရကြာ2ရက်စာဇာတို့ပတ်တီတစ်လုံးရအလကားပေးမယ်ဆိုတော့ကကျွန်တော်မိတ်ဆွေများဘက်ကနေပြီးတော့မကြော်ပဲမရဖဲနဲ့စိတ်ရှည်လက်ရှည်လေးကြည့်ပေးဖို့ပဲလိုတာဟုတ်တယ်မလားဆိုတဲ့ခါကျတော့က line map ဖို့အားလုံးပဲအစင်သင့်ပြင်ထားပေးပါဆိုရင်ကျွန်တော်ရဲ့ချက်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာနော်ကျွန်တော်ရဲ့တူဒီရွှေပို့ YouTube channel အသစ်ကလေးကနေပြီးတော့ကကျွန်တော်ရဲ့ချက်မိတ်ဆွေများအားလုံးကိုနှွေးထွေးစွာပြန်လဲကြိုဆိုလိုက်ပါတယ်ရှေ့ဆိုကျွန်တော်မိတ်ဆွေများအားလုံးပဲကျမ်းမာကြပါစေချမ်းသာကြပါစေလုံးအင်ဆန်တာတစ်လုံးတော်ပါတယ်ပြည်သူများပါစေစီးပွားဥစ္စာယန္တနာများလည်းဒီရေအလားတွတ်တဲ့ကြီးပွားကြပါစေခင်ဗျာနော်ဆိုမိတ်ဆွေများအားလုံးပဲကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုစားကြရအောင်ဆိုတဲ့နေရာမှာကျွန်တော်မိတ်ဆွေများဒီဗီဒီယိုလေးကနေပြီးတော့ဘာတွေရသွားကြမလဲဆိုရင်ကျွန်တော်အရှိမပြောခဲ့တဲ့လိုမျိုးပဲ share ချုပ်ကွက်2ကွက် share ချုပ်ကွက်2ကွက်ကိုကျွန်တော်အဓိကပေးမယ်ဒါက main point ပြီးရင်ကျွန်တော်တို့ဂျန်နေရက်စာဇာတို့ပတ်တီစောကျင်တဲ့မိတ်ဆွေများအတွက်ဇာတို့ပတ်တီထပ်ပေးမယ်နော်ဆိုတဲ့အခါကျတော့က live map ဖို့အားလုံးပဲအစင်သင့်ပြင်ထားပေးပါအစင်သင့်ပြင်နေတဲ့အချိန်အတော်အတွင်းလေးမှာအင်မတန်ကိုအရေးကြီးတဲ့စကားတွေပြောစရာရှိတယ်ဆိုတဲ့အခါကျတော့ကဗီဒီယိုလေးကိုမကြော်ပဲမရဖက်နဲ့ပြီးဆုံးအောင်ကြည့်ပေးစေချင်ပါတယ်ဘာသူတွေအတွက်လဲဆိုရင်ကျွန်တော်ရဲ့အဖွဲ့ဝင်မိတ်ဆွေများအတွက်ဒီဘက်ဒါမှကျွန်တော်နဲ့လာရောက်လာတွေ့ထားကြတဲ့မိတ်ဆွေများကျွန်တော်ရဲ့ချစ်လာစွာတော့မိုက်ဖို့မိုက်ဖက်ရှုံးပေါ်ရှုံးပတ်မိတ်ဆွေများအားလုံးပဲတညီတညွတ်ထဲနားထောင်ပါငါညီငါမောင်ရင်ငါသားရေအကိုတို့အမတို့အမေတို့ဘာလို့ရမလဲဆိုလျင်အာနာနာနဲ့ပဲရှင်းမျက်နှာရှေ့ထားပြီးပြောရမယ်မနက်ဖြန်ကြာတာပရင်းနေ့ရဲ့မနက်12နာရီ10မိနစ်ဈေးမှာကျွန်တော်တို့ရဲ့ home မကျော်ပတ်တီကိုဆက်ပြီးတော့လိုက်ပါတမနက်ပဲကျွန်တော်မိတ်ဆွေများအထိနာနေကြမှာမှိုင်းနေကြမှာကျွန်တော်သိတယ်ကိုယ်တိုင်လည်းထိုးသားဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်မိတ်ဆွေများရဲ့အရှုံးကိုအပြည့်အဝနားလဲတယ်ကျွန်တော်မိတ်ဆွေများရဲ့စိတ်ခံစားချက်ကိုအပြည့်အဝနားလဲတယ်နော်သို့ပေတော့ညာလည်းပဲထွက်စင်တွေကဘာတွေထွက်နေမှမသိတဲ့အခါကျတော့ကအလွဲအချော်အတင်းဆောင်လေးတွေနည်းနည်းလေးရှိနေတယ်နော်ကံအားလျော်စွာနဲ့ဒီတစ်ပတ်တာမှာ